မင်္ဂလာပါရှင်ဒီနေ့ကတော့ August လ17ရက်နေ့အင်္ဂါနေ့ဖြစ်ပါတယ်လက်ရှိကတော့မြန်မာအချိန်10:28မိနစ်ရှိသွားပါပြီမနက်ပိုင်းပါဒီဗီဒီယိုထဲမှာတော့ဒီနေ့တရက်တာမှာကမ္ဘာရွှေစည်းကွက်အပေါ်နိပညာပိုင်းရသုံးသက်ချက်လေးနှောက်ဝေပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ကျမတို့အခုကမ္ဘာရွှေစည်းကတော့$4,419ဒေါ်လာဝန်းကျင်မှာရှိနေပါတယ်ဒီနေ့ဈေးလောက်ခက်ကိုကြည့်မယ်ဆိုရင်တော့$4,389ဝန်းကျင်ကနေဈေးဖွင့်နေ$4,434အထိသူဈေးတက်ထားပြီးပြီလက်ရှိတော့$4,388လောက်အထိရှိရပေါ့နော်ဆိုတော့89နဲ့88ဖြစ်တဲ့အတွက်ကြောင့်မို့ဈေးကဒီနေ့မှာတော့ market ဒီအကြဘက်ကိုပြန်မလာဘူးပေါ့နော်ဈေးဖွင့်ဖွင့်ချင်းမဲချက်ရှင်ဆက်တက်သွားတဲ့အခြေအနေမှာရှိတယ်အခုတော့အပေါ်မှာရှိတဲ့ဒီ35လောက်ကနေပြန်ဆင်းလာတာတော့$4,416လောက်ထိရောက်လာတဲ့အခြေအနေလေးကိုတွေ့ရတယ်မနေ့တော့ candlestick လေးကိုကြည့်မယ်ဆိုလို့ရှိရင်ကျမတို့မနေ့တော့ market ဒီဈေးအတက်လာရလေးတစ်ခုနဲ့ bullish လေးနဲ့ဈေးပိတ်သွားတာကိုတွေ့ရပါတယ်အဲ့တော့ Friday ကလည်းဈေးတက်တယ် Monday တော့ကလည်းဈေးတက်တယ်ပေါ့နော်အဲ့တော့ဒီနေ့တော့လက်ရှိတော့ market ဒီ35လောက်ကနေပြီးတော့နည်းနည်းလေးတစ်ချက်ပြန်ဆွဲဆင်းလာတာလေးကိုတွေ့ရတယ်။အဲ့ဒါဆိုရင်တော့ကျမတို့ analysis လုပ်ဖို့အတွက်ပုံမှန်ဆိုလို့ရှိရင်တော့ကျမ H4 မှာ analysis လုပ်ပြရတယ်။ဘာကြောင့်လဲဆိုတော့ noise နေတယ်ပေါ့နော်ဈေးရန်တွေကိုစောင့်ကြည့်ရတဲ့နေရာမှာဒါပေမဲ့လည်းကျမတို့က H4 က zone နေအရင်ကြီးတဲ့အခါမှာလေ trade ရတာ stop loss view လို့အဆင်မပြေတာမျိုးတွေ entry စဉ်းစားရခက်တာမျိုးတွေဖြစ်မှာဆိုလို့ကျမ zone လေးတွေကိုချုပ်ပေးတဲ့အနေနဲ့ဒီနေ့တော့ H1 မှာ analysis လုပ်ပေးပါမယ်ရှင်။အဲ့တော့ okay ဒါဆိုရင်လက်ရှိရောက်နေတဲ့ဈေးတန်းဝင်ကျင်မှာဘာတွေရှိနိုင်မလဲပေါ့နော်အဲ့တော့လက်ရှိဈေးရဲ့အပေါ်မှာအခုဘာကြောင့်35လောက်ကနေပြန်ကျလာတာဖြစ်မလဲပေါ့ history ကိုကျွန်တော်တို့နည်းနည်းသွားကြည့်ရအောင် okay history ကိုခုတွေ့ပြီဒါဆိုရင်တော့ဒီမှာ history မှာတော့ကအဲ့ဒီ35တို့ဈေးတန်းနေရာဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ဒီမှာ strong support ဈေးတန်းလေးတွေဖြစ်ခဲ့တာပေါ့နော်ဒီနားလေးတွေကအဲ့ဒီဈေးတန်းလေးဒီနားလေးပေါ့ဒါလေးတွေဒီလက်ရှိမှာသူဒီ resistance အနေနဲ့ပြန်လောက်တာဖြစ်တဲ့အတွက်သူ့ကိုကျမတို့လက်ရှိ strong support ဈေးတန်းတစ်ခုအနေနဲ့ယူထားမယ်သူ့အပေါ်မှာဆိုရင်တော့ကျမက$4,460နဲ့$4,485ဝန်းကျင်ပေါ့နော်အဲ့လိုလေးတစ်ဖြည့်ယူလိုက်မယ်ဒါဆိုသူ့အောက်ကိုနည်းနည်းကြည့်မယ်ဆိုလို့ရှင်လည်းပဲကျမတို့ဒီရှေ့မှာရှိခဲ့ဘူးလေဒီဈေးတန်းလေးကျမယူလိုက်မယ်$4,380ဈေးတန်းလေးပေါ့နော်80ဈေးတန်းလေးကဒီနားမှာဆိုလို့ရှိရင် string low point လေးအနေနဲ့ရှိတယ်ပြီးလို့ရှိရင်လည်းဒီနားမှာ supply zone လေးတစ်ခုရှိမယ်ပြီးရင်ဒီနားတွေမှာကျမတို့ string high လေးရှိမယ်ဆိုတော့အမြင်လေး sorry အဈေးလေးတစ်ချက်ယူမယ်နောက်တစ်ချက်ကတော့ကျမဒီနားလေးယူလိုက်မယ်$4,360လောက်ပေါ့နော်တိမ်မတိမ်မင်းလေးပေါ့ဒါမှတော့ကျမတို့ entry စဉ်းစားလို့ဒီအဆင်ပြေနိုင်မယ်ပေါ့အဲ့တော့60တကယ်တော့လေဒီနားမှာရှိနေတဲ့ဒီခုခံဈေးတန်းလေးတွေရင်တော့ဖြစ်ခဲ့ပြီးတဲ့ resistant လေးတွေဒီထိချက်များတဲ့နေရာလေးတွေကိုထည့်စဉ်းစားမယ်ဆိုတော့ကျမတို့$4,350လို့ပါလို့လေယူလို့ရတာပဲဒါမဲ့လေကျမတို့80နဲ့60လို့ပဲကျမယူထားပေးလိုက်မယ်ပြီးရင်သူ့အောက်မှာတော့ကျမတို့ market range ကိုစဉ်းစားကြည့်ရင်တော့$4,300နဲ့15ဝန်းကျင်တစ်ချက်ပြန်ဖြစ်သွားမယ်အဲ့တော့ဒါလေးကလက်ရှိရောက်နေတဲ့နေရာနဲ့တွားကြည့်လိုက်တဲ့အခါမှာဟောဒီလိုခြေနေလေးတွေ့ရမယ်ဒါဆိုရင်တော့မစိုးဘူးเนาะလက်ရှိရောက်နေတဲ့နေရာလေးနဲ့လည်းသူအဆင်ပြေတယ်โอเคကျမတို့ဒီလိုလေးဖြစ်သွားပြီဒါဆိုရင်ဒီနေ့ဘယ်လို trade ကြမလဲကျမတို့ကအယောင်ကြိုက်တာလားအဝယ်ကြိုက်တာလားကိုဘယ်ဘက်မှာနေချင်တာလဲပေါ့ market structure တော့အတက်ဘက်မှာဟုတ်တယ်အဲ့ဒါကျမတို့အဝယ်ကိုလည်းဦးစားပေးပြီးစဉ်းစားရမယ်မှန်နေဒါပေမဲ့လည်းအခုရောက်နေတဲ့ဈေးတန်းညနေလိုက်ဝယ်ဖို့ကလည်းအဆင်မပြေပြန်ဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့အခုရောက်နေတဲ့ဈေးတန်းလေးဒီstrong resistance နားလေးမှာရောက်နေလို့လေ။အဲ့တော့ဒါဆိုရင်တော့အယောင်သဘောကျတယ်ဆိုရင်တော့ဒီ$4,435ဝန်းကျင်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့သူ့အပေါ်မှာ$4,460နဲ့$4,485ရှိမယ်ပေါ့နော်။အဲ့တော့ဒီဈေးတန်းနေမှာကျမတို့အယောင်ကိုစဉ်းစားလို့ရမယ်။အဲ့တော့တစ်ဆင့်ချင်းပေါ့နော်35ကိုဖောက်မှာတော့အပေါ်က60 85ကိုရောက်မှာပေါ့။အဲ့တော့35ကိုမဖောက်ဘူးဆိုရင်တော့35ဝန်းကျင်ကနေပြီးတော့အယောင်စဉ်းစားလို့ရတယ်။အဲ့တော့ဒီအောက်မှာဆိုလို့ရှိရင်ကျမတို့က$4,435ကနေပြန်ဆင်းလာမယ်ဆိုရင်တော့$4,380လောက်အထိအယောင်ဘက်မှာနေလို့ရနိုင်တယ်အဲ့တော့$4,380တို့$4,360တို့ဒီဈေးတန်းဝန်းကျင်တွေရောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့ကျမတို့ကအဝယ်လေးကိုတစ်ချက်ပြန်ပြီးတော့ကြည့်လို့ရနိုင်တယ်ဒီလိုခြေနေလေးပေါ့နော်အဲ့တော့$4,360အောက်ကိုဖောက်ဆင်းမှာဒီအောက်မှာရှိတဲ့$4,350 10ဝန်းကျင်တွေကိုရောက်လာမှာအဲ့လိုခြေနေဖြစ်ခဲ့ရဆိုလို့ရှိရင်တော့ကျမတို့တိကျဖောက်ဆင်းတာကိုကြည့်ပြီးတော့ရေတိုလေးဒီလိုလိုက်အောင်ကြည့်အောင်ဒါမှမဟုတ်ရင်15နာကနေအဝယ်လေးပြန်စဉ်းစား
အဲ့တော့ဒီနေ့မှာတော့ဒီလိုပုံစံလေးနဲ့အယူရှင်းဆုံးထွေးလို့ရနိုင်ပါတယ်အဲ့တော့ဒီ analysis လေးဒီလူချင်းမျိုးတို့အတွက်အထောက်အကူတစ်စုံတစ်ခုပြုမယ်လို့မျှော်လင့်ပါတယ်ရှင်ဆိုတော့ဒီနေ့မှာလည်း profits တွေများစွာရရှိပိုင်ဆိုင်နိုင်ပါစေ basic to advanced အထိပေါ့နော် online training တွေကိုစနစ်တကျတက်ရောက်လို့ရဆိုလို့ရှင်တော့ကျွန်မစီကိုဆက်သွယ်ပြီးတော့လာရောက်တိုင်ပင်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်